ရုပ်ပြီးမှာက Facebook Messenger တို့တုံးလို့မရဘူးဆိုတာကတော့တိထားပြီးတာလောက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တရုတ်ပြည်ရောက်လာတဲ့ချိန်မှာမြန်မာပြည်ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ပြည်နေပေါ့နော်ဘယ်လိုမျိုးအဆက်တွေမပြတ်အောင်လုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါတရုတ်နိုင်ငံဟာအခုဆိုရင်နည်းပညာရောခီးတွားလာရေးမှာပါကမ္ဘာထိပ်တန်းကိုလုံးဝရောက်နေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တခြားနိုင်ငံတွေနဲ့မတူတဲ့အချက်မတူပြီးမှထူးခြားတဲ့စနစ်တွေသူရှိမှရှိနေတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကခီးမတွားခင်မှာကျွန်တော်တို့ကြိုတင်ပြင်ဆင်ရမယ့်အချက်လေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးမသိဘူးဆိုကျွန်တော်တို့အများကြီးတိုင်ပတ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်တရုတ်ပြည်မှာရောက်သွားတဲ့အချိန်မှာဆိုတော့ဘာလဲဆိုတာကိုကျွန်တော်တို့လေ့လာကြမယ်ပေါ့နော်စနေကြရအောင်နံပါတ်1အချက်ကကျတော့ Great Firewall ပေါ့နော်ကျွန်တော်တို့ internet အကန့်အသတ်ချက်တွေရှိတယ်ပေါ့နော်ကျွန်တော်တရုတ်ပြည်မှာဆိုတော့အဲ့ဒါပြဿနာကြုံရနိုင်တယ်ပေါ့နော်ဆိုတော့တရုတ်မှာကကျွန်တော်တို့ဒီတရုတ်ပြည်မှာကပေါ့နော် Google တို့ Facebook တို့ Instagram တို့ Messenger တွေကလုံးဝကိုတုံးလို့မရအောင်ပေါ့နော်သူတို့ကဖန်ထားတယ်ပေါ့နော်အားလုံးလည်းသိပြီးသားလောက်ပြီဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အင်္ဂါမီတာစုတွေနဲ့ကျွန်တော်တို့အဆက်အသွယ်မပြတ်ချင်တော့ကျွန်တော်လုပ်လို့ရတာကကြတော့roaming data ကြိုပြီးမှဝယ်သွားတာတို့အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဒီနေရာမှာ roaming data ဆိုတဲ့ဟာကပေါ့နော်ကျွန်တော်တို့မြန်မာပြည်တွင်းမှာပဲကျွန်တော်တို့သုံးတဲ့ SIM card တစ်ခုပေါ့နော်ဥပမာကျွန်တော် MPT ပြီးရင်ဒီ Ooredoo လို့လိုမျိုးအဲ့လိုမျိုးကျွန်တော်မြန်မာပြည်မှာရှိတဲ့ SIM card ကနေမြန်မာပြည်ကလေးကပေါ့နော်ကျွန်တော်တရုတ်ပြည်မသွားခင်မှာတရုတ်နိုင်ငံမှာရှိတဲ့ကျွန်တော် internet network တစ်ခုကိုကျွန်တော် SIM card ကနေချိတ်လိုက်တဲ့ဟာကိုအဲ့ဒါကိုဆိုလိုတာဖြစ်တယ်ပေါ့နော်ဒါမြန်မာပြည်ကလေးကနေဝယ်လိုက်တာပေါ့ဟိုဘက်မှာရောက်တဲ့ချိန်ကျရင်ကျွန်တော် internet သုံးလို့ရအောင်ပေါ့နော်ဒီ roaming data ကကျတော့ပေါ့နော်ဒီဈေးတော့နည်းနည်းကြီးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီကျွန်တော်မြန်မာနိုင်ငံသားတွေအကျွမ်းဆုံးဖြစ်တဲ့ဒီ VPN ခုကိုပေါ့နော်ကြိုတင်ပြီးမှစိတ်ချရတဲ့ VPN ခုကိုကြိုတင်ပြီးမှ install လုပ်သွားပြီးမှဒီပြဿနာကိုကျွန်တော်ကဖြေရှင်းနိုင်ပါတယ်ပေါ့နော် Okay ပြီးမှနောက်တစ်ချက်ကကြတော့ Baraska အခက်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဒီ translation app တွေအရင်လိုတယ်ပေါ့နော်ကျွန်တော်ဒီတရုတ်ပြည်မှာရောက်သွားပြီဆိုရင်ဟောလဲဆိုတော့တရုတ်နိုင်ငံသားအများစုကသူတို့ကအင်္ဂလိပ်စကားမပြောကြဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့က Baidu ပေါ့နော်ဒီ translate အဲ့လိုမျိုးပေါ့နော် app လေးတွေဒါမှမဟုတ်ရင်လည်းကျွန်တော်တို့အတန်နဲ့ပါတာပြန်ပေးနိုင်တဲ့ app လေးတွေကိုကျွန်တော်တို့ကကြိုတင်ပြီးမှ install လုပ်ပြီးမှဆောင်းသွားတင်တယ်ပေါ့နော်ပြီးမှကျွန်တော်လိပ်စာတွေကိုလည်းတရုတ်လိုပေါ့နော်ရေးထားတဲ့ကတ်လေးတွေကိုကျွန်တော်တို့အဲ့လိုမျိုးလဲဆောင်းသွားတင်တယ်ပေါ့နော်တင်ရသွားပြီဆိုအဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒါကိုပြပြီးမှကျွန်တော်အလွယ်တကူကျွန်တော်တွားလို့ရပြီပေါ့နော်ဆိုအဲ့လိုမျိုးပေါ့ကျွန်တော်ဘာသာရဲ့အခက်ခဲကိုဖြည့်ရှင်းဖို့အတွက်ပေါ့နော်Okay နောက်တစ်ခုကျတော့ဒီတည်ယူပို့ဆောင်ရေးပေါ့နော်ဒီ transportation ပေါ့ဒီတည်ယူဆောင်ဒီမြို့ထဲမှာပဲပေါ့နော်ကျွန်တော်ဒီမြို့တွေထဲမှာပဲကျွန်တော်ရောက်သွားမယ်ဆိုရင်ဒီပေါ့နော်တရုတ်ပြည်ရဲ့ Grab ပေါ့နော်ကျွန်တော်ဒီအဲ့ဒီကိုကျွန်တော်တို့ကတုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကမြို့တခြားဒီမြို့ကနေတခြားမြို့ကိုသွားမယ်ဆိုရင်တော့မြို့အကူအပြောင်းပေါ့နော်အဲ့လိုလုပ်တယ်မယ်ဆိုရင်တော့ကျွန်တော်တို့က bullet train ပေါ့နော်ဒီအမြန်ဆုံးရထားလို့ပြောရမလားကြီးစံရထားပေါ့နော်အဲ့ဒါတွေကိုစီးဖို့ကျွန်တော်က recommend ပေးချင်တယ်ပေါ့နော်တော့ပိုလဲမြန်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ဒီလက်မှတ်တွေကိုတော့ကျွန်တော်ဒီ triptrip.com အဲ့လိုမျိုးဒီ app လေးတွေမှာကျွန်တော်တို့ကြိုတင်ပြီးတော့ကျွန်တော်မှာယူလို့ရတယ်ပေါ့နော်အဲ့ trip ဒီ trip.com ကလည်းဒီညမှာအများကြီးအကူအညီပေးလိမ့်မယ်ပေါ့နော် Okay နောက်တစ်ခုကကျတော့ဒီအိမ်သာယဉ်ကျေးမှုပေါ့နော်ဒါကတော့နည်းနည်းဟာတာဆန်တယ်လို့တော့ဖြစ်နေပြီပေါ့နော်ဒါပေမဲ့ဒါကလည်းအရေးကြီးတဲ့အချက်ပဲပေါ့နော်ဘာလို့လဲဆိုတော့တရုတ်ပြည်မှာအများသုံးအိမ်သာတော်များများကိုကသူတို့ကအိမ်သာ30တိချူတွေကိုလုံးဝမထားပေးကြဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အပြင်သွားတိုင်းတိချူအိတ်ကိုဆောင်ယူသွားဖို့ကအရေးကြီးတယ်ပေါ့နော်ကျွန်တော်တွေကနောက်ဆုံးအချက်ပေါ့နော်နောက်ဆုံးအရေးကြီးကျွန်တော်တို့သိထားမယ့်အချက်ကကြတော့ cashless society ပေါ့နော်ငွေသားမလိုတဲ့လူအဖွဲ့အစည်းပေါ့နော်ဆိုတော့တရုတ်ပြည်မှာကအရန်ခင်မီတူးတက်နေတဲ့အတွက်ကြောင့်တို့တွေကဒီငွေသားကိုတုံးတာကအရန်ကိုနေသွားပြီပေါ့နော်ဘလောက်အောင်နေသွားလဲဆိုတော့ကျွန်တော်လမ်းဘေးကကျွန်တော်အကျော်ဆိုင်တွေတောင်မှကျွန်တော် QR code နဲ့ငွေပေးချေရတဲ့စနစ်တွေဖြစ်သွားပြီပေါ့နော်ကျွန်တော်လမ်းဘေးမှာတောင်းတဲ့အဖွဲ့တွေကဆိုရင်လည်း QR တွေနဲ့ပဲသူတို့ကအဲ့လိုမျိုးတွေဖြစ်ကုန်ပြီပေါ့နော်အဲ့ဒီတော့ကြောင့်တရုတ်နိုင်ငံမှာပေါ့နော်88
ရာခိုင်နှုန်း89ရာခိုင်နှုန်းအကုန်လုံးကကြတော့ဒီ mobile banking ကိုပဲကင်ကြတယ်ပေါ့နော်ဒီ scan ကိုပဲသူတို့ကအဲ့လိုမျိုးကင်သွားကြပြီပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်ဆိုတော့သဘောကကြတော့ကျွန်တော်ဒီ10ယောက်မှာ9ယောက်ကဒီ mobile banking ပေါ့နော် scan နဲ့ပဲဒီပတ်စံကိုအဲ့လိုမျိုးအသုံးပြုထားရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကငွေသားတစ်ခုပဲကင်ပြီးမှတရုတ်ပြည်ကိုပတ်ဖို့အတွက်ဆိုရင်တော်တော်မှအခက်ခဲတွေပေါ့လိုရနိုင်တယ်ပေါ့နော်အဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့ကတရုတ်နိုင်ငံသားတွေတုံးကြတဲ့ဒီ mobile ပေါ့နော်ဒီငွေအဲ့လိုမျိုးတုံးတဲ့ဒီ app လေးတွေပေါ့နော် Alipay ဒါမှမဟုတ်ရင် WeChat Pay တို့ကိုကျွန်တော်တို့ဒီ international card တွေဖြစ်တဲ့ဒီ Visa တို့ Mastercard တို့နဲ့ကြိုတင်ပြီးမှချိတ်ဆက်ပြီးမှအဲ့နိုင်ငံကိုတွားမယ်ဆိုရင်သူတို့ဒီ scan တွေနဲ့ကျွန်တော်တို့လည်းအလွယ်တကူပေးနိုင်မှာပဲဖြစ်တယ်ပေါ့နော်ဘာလို့သူတို့ကဒီ Alipay တို့ WeChat Pay ဒီ app လေးတွေသူတို့တုံးပြီးတော့ငွေတွေကိုပြီးရှိကြလဲဆိုရင်ဒါတွေကအရန်လွယ်ကူလို့ပေါ့နော်သူတို့ကဒီAlipay ဒီ app တစ်ခုထဲမှာပဲသမင်းဝယ်စားလို့ရတယ်shopping တွေလုပ်လို့ရတယ်ပြီးမှဒီကားတွေပါတယ်ငါးစီးလို့လည်းရတယ်ဆိုတော့ app တစ်ခုထဲမှာပဲအများကြီးလုပ်လို့ရတဲ့အတွက်ကြောင့်သူတို့နိုင်ငံသားအကုန်လုံးနီးပါးလောက်ကတော့ဒီ Alipay တို့ WeChat Pay တို့ပဲသူတို့တွေကဒီ app လေးတွေကိုပဲသူတို့ကသုံးသွားကြရပေါ့နော်ဆိုတော့ကျွန်တော်တို့ကလည်းဒီ app လေးတွေသုံးနိုင်အောင်ကြိုးပြီးတော့ကျွန်တော်တို့မှာရှိတဲ့ Visa Card Mastercard တွေနဲ့ချိတ်ဆက်ပြီးမှလုပ်နိုင်တယ်ပေါ့နော်ပြီးမှတရုတ်ဒီ local တရုတ်ဘဏ်အကောင့်တွေလည်းချိတ်ဆက်ပြီးမှလည်းလုပ်လို့လည်းရတယ်ပေါ့နော်ဒါတွေကြိုတင်ပြီးတော့ပြင်ဆင်သွားပြီဆိုရင် mix တွေအတွက်ကတော့တရုတ်ပြည်ခီးစဉ်ကအတော်မှပျော်ရွှင်ဖို့ခေါင်းရမယ်ဆိုတာကိုကျွန်တော်လုံးဝအာမခံနေပေါ့နော်ဆိုတော့တင်ကလည်းတရုတ်ပြည်ရဲ့ဘယ်မျိုးကိုအလဲသွားလဲရှင်တာလဲဆိုတာကိုဒီ comment မှာကျွန်တော်ဒီဝင်ရောက်ပြီးတော့ဆွေးနွေးပြီးလို့ရတယ်ပေါ့နော်ဆိုတော့မြန်မာပြည်သားအားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်